အဲ့ဒါဆိုလို့ရှိရင်ပထမဦးဆုံးသချင်းကိုကိုနဲ့အမနဲ့ကဘယ်လိုများတီးဆိုပြမလဲဆိုတာကျွန်တော်တို့ပရိသတ်တွေနဲ့အတူတူခန်းစားကြည့်လိုက်အောင်ဟုတ်ပါတယ်